မှန်မလူးနဲ့ကြည့်ရတဲ့ပဇွန်သေးသေးလေးတွေကိုချင်းဆက်ဟင်းလေးကိုထိထိမိမိဘယ်လိုချက်လဲဆိုတာကျွန်မပြောပြပါမယ်။အရင်ဦးဆုံးပဇွန်ချင်းဆက်ချက်ဖို့အတွက်ကျွန်မကငရုတ်သီးစိမ့်လေးတွေကိုအပြင်မှာထောင်းပြီးစီးတက်မယ်။ပြီးသွားရင်တော့အမေကြီးဟင်းချက်အနှစ်မှုတ်ကိုကျွန်မသုံးပါမယ်။အမေကြီးဟင်းချက်အနှစ်မှုတ်ကလေကျက်သွန်အဖြူအနီးစီးတက်စရာမလိုဘဲနဲ့သူ့တမျိုးတည်းရှိုံနဲ့အရသာရှိတဲ့ဟင်းလေးကိုချက်လို့ရပါတယ်။အဲ့တော့ကျွန်မပဇွန်ပစ္စည်းလေးတွေတစ်ခါတည်းထည့်ပြီးစီးတက်မယ်ပေါ့နော်။အရသာအတွက်ငန်းပြားရည်ရဲ့ကြက်သားမှုရဲ့သုံးမယ်။ချင်းဆက်အတွက်ကျွန်မကလေမကြီးနှစ်ကလေးတွေကိုအပြင်မှာအေးဖြော်ထားပြီးတော့လေးစုံလောက်ထိချင်းလေးစားကျင်လို့ထည့်ပါတယ်အမေကြီးဟင်းချက်အနှစ်မုတ်ကလေအယောင်တင်မုတ်နနွေးမုတ်ဘာမှထည့်သုံးစရာမလိုပဲနဲ့အယောင်ထွက်အားလဲလှတယ်ဟင်းချက်တာလဲလွဲကူမြန်ဆန်နေလွယ်နဲ့မြန်ဆန်လေးချက်လို့ရတာဖြစ်တဲ့အတွက်ကျမကတော့အမေကြီးဟင်းချက်အနှစ်မုတ်ကမရှိမဖြစ်ပဲပေါ့နော်ပြီးသွားရင်ကြက်ဥလေးကိုတစ်လုံးခောက်ပြီးအပေါ်ကနေထည့်မယ်အရသာစိမ့်လေးစားကျင်လို့ပေါ့နော်ပြီးသွားရင်နန်းပင်ကြိုက်တဲ့လူအတွက်ကနန်းပင်ကိုထည့်ပါနန်းပင်ကိုနှစ်ဘဝလောက်မုန်းနေတဲ့လူတွေအတွက်ကတော့ဒီအစ်စ်မာနေရက်လို့ရပါပြီအဲ့ဒါဆိုရင်အရန်စားလို့ကောင်းတဲ့ပဇွန်ပစ္စည်းလေးတွေရဲ့ချင်းဆက်ဟင်းလေးရပါပြီပုံမှန်ချက်နေကြဟင်းနေနဲ့လုံးဝမတူပဲနဲ့အရသာအနှစ်ကထိမိနေရောပဲเนาะနောက်ဘလော့တွေမှာပြန်တွေ့မယ်တတား